ဒီကနေ့သာသနာတော်နှစ်2569ခုလူတော်ဝဟာကောဇာတက္ကရာ1389ခုနေုံလပြည့်ကျော်2ရက်နေ့ခရစ်နှစ်2025ခုဇွန်လ12ရက်နေ့မွန်ပြည်နယ်ပေါင်မြို့နယ်ရင်းငိန်တောင်ကြီးရွာတိုက်ကျောင်းဓမ္မရိပ်သာကြီးဦးစီးပဓာနနာယကဆရာတော်ဤဘုန်းရိပ်ကံရိပ်မြတ်တာရိပ်ကိုခိုးလုံ၍ပြုလုပ်ခြင်းပါပြင်စမအကျိန်မြောက်ပြုလုပ်ခြင်းပါသောနိဗ္ဗာန်ဝင်လန်းအဋိဋ္ဌံ9ရက်အလုံးပေးတရားစခန်းပွဲကြီးဤဒီကနေ့မှာဖြစ်ဝင်ပွဲညမှာဦးဇင်းအနေပြီးတော့မှယောဂီများကိုအမှားစကားဩဝါဒစကားကိုပြောကြဖို့အလှည့်အချိန်တို့ရောက်ရှိလာပြီဖြစ်တယ်ဒါကြောင့်မို့တရားဟောခြင်းတရားနာခြင်းအမှုမပြုမီဒီတရားတော်မြတ်တွေဤမူလပိုင်ရှင်သည်မြတ်စွာဘုရားဖြစ်သည့်အတွက်တရားပိုင်ရှင်အစစ်ဖြစ်တော်မူသောသုံးလောကထောထားရှင်တော်ဗုဒ္ဓမြတ်စွာဘုရားအားနမောရတသုံးချိန်ဖြင့်အားလုံးညီညီညာရှိခိုးကြလိုက်ကြပါအောင်စို့နမောတတ္တဘဂဝါအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါရှင်ကိုရောမြတ်ဒီအာနမောရတသုံးချိန်ဖြစ်ရှိခိုးပြီးသည့်နောက်မိမိတို့ဤဥပနိဒေယဆရာသခင်ဖြစ်တော်မူသောကျေးဇူးတော်ရှင်အကမဟာဗန္ဓိတမောဂုတ်ဆရာတော်ဘုရားကြီးဤကျေးဇူးတော်ကိုဉာဏ်တော်ဂုဏ်တို့ကိုပူဇော်သောအဖြစ်ဆရာတော်ဘုရားကြီးရဲ့ဖွဲ့တည်ကုန်ခဲ့သောယောဂီချင်းဖွဲ့လင်္ကာဖြစ်တဲ့အမှုမများစကားသိသိဆိုတဲ့လင်္ကာဆောင်ပုဒ်ကိုရုပ်ပွားပူဇော်လိုက်ကြပါအောင်စို့အမှုမများစကားသိသိစောင့်စည်းအိမ်လေအိမ်နေလို့ကြအစာမကြီးတယောက်ဒီနေဤချောက်ထွေကျင့်လေရောဒီမှာပါရုပါရုပါရုဘုရားတရားသံဃာယတနာသုံးပါအမိဖဆရာသမားကိုယ်တည်းရဲ့တရားနဲ့ရောက်ပြီးသိမြင်နေတဲ့ပုဂ္ဂိုလ်သူမြတ်တွေပါအရင်မှန်ကြောဥချလိုက်ကြအဲ့တော့ရှ िख ိုးတဲ့ရှ िख ိုးထိုက်တဲ့ပုဂ္ဂိုလ်တွေကိုရှ िख ိုးပြီးပြီဆိုတော့ချမ်းသာတဲ့ဧရိယာဘုံနဲ့နေထိုင်တဲ့သုံးကြပါတရားကိုပဲအာရုံပြုပြီးတော့မှနာကြားကြတာပေါ့အဲ့တော့ဦးဇင်းကနေပြီးတော့မှဒါတရားမောခင်မှာဒီတရားတော်တွေရဲ့မူလပိုင်ရှင်ဟာဘယ်သူလဲဆိုမြတ်စွာဘုရားပေါ့နော်ဒါကြောင့်မလို့အခမ်းအနားမှာတော့ပထမပိုင်းကလေးကမြတ်စွာဘုရားကိုရှ िख ိုးပြီးပြီဖြစ်တော့လဲဦးဇင်းကလေးမှာဦးဇင်းကပြောတဲ့အခါကျတော့တရားပိုင်ရှင်ကိုအာယုံပြုပြီးတော့မှထပ်ပြီးတော့မှရှ िख ိုးတာထပ်ပြီးတော့ကုသိုလ်ထပ်မရဘူးလားဆိုတော့ကြာငါတို့ခုနရှ िख ိုးလိုက်တယ်လေဆိုပြောနေမှာတော့အဲ့တော့မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ဥပနိဒေယကိုခံပြီးတော့မှဆရာတော်ဘုရားကြီးရှင်းပြပြောပြတာတွေကိုနောက်ထောင်ပြီးတော့မှကျင့်ကြံရတော့ဆရာတော်ကြီးကကိုယ်ဥပနိဒေယဆရာသခင်မဟုတ်ဘူးလားဆရာသခင်ဖြစ်တဲ့မိုးကုတ်ဆရာတော်ဘုရားကြီးကျေးဇူးတော်ကိုဉာဏ်တော်ကိုဒါတွေကိုပူဇော်သောအဖြစ်လဲမလို့ရမှာဆက်ပြီးရှ िख ိုးလိုက်တော့ဒါကြောင့်ရှ िख ိုးတယ်ကဲချမ်းသာတဲ့ဧရိယာဘုံနဲ့နေထိုင်သတင်းသုံးကြပါကဲဦးဇင်းကနားထောင်နေတဲ့အခါမှာကြားလိုက်တယ်သူတို့ကပြောတယ်နိဗ္ဗာန်ဝင်လန်းအဋိဋ္ဌံ9ရက်စခန်းဘယ်လိုပါလဲအခုယောဂီများသည်ဘယ်လမ်းဝင်သွားနိဗ္ဗာန်ဝင်လန်းပါလဲနိဗ္ဗာန်ဆိုတာဘုရားရှင်ကိုယ်တော်မြတ်ကြီးတောထွက်တဲ့အခါတောမထွက်ခင်မှာနမိတ်တွေမြင်ပါလိမ့်မြင်အဲ့နမိတ်ပါလေသူနာသူတေယဟန်ဆိုတော့သူကအဲ့ခါကျမှဘေးမှာပါတဲ့ဆန္ဒအမတ်ကိုမေးပြီးတော့မှလူဆိုတာဟိုရမှာပဲနာရမှာပဲတရားမှာပဲအဲ့ဒီချိန်ကျမှသိအဲ့ဒီချိန်ကျမှသိတဲ့ခါကျတော့တရားရှာထွက်တယ်ဘလို့တရားလို့လဲလို့မေးရင်အသေးလွတ်တဲ့တရားဟ
ဘာပါလဲမသေးရဘလို့သေတတ်တဲ့တရားရှိရင်မသေးတဲ့တရားလည်းရှိပါဘူးအဲ့ဒါဆိုရင်မှတ်ထားနိဗ္ဗာန်ဆိုတာတခြားလားမသေးရလားမသေးရပါဘူးနိဗ္ဗာန်ဆိုတာမသေးရပါဘူးအဲ့ဆိုယောဂီများဟာမသေးရဝင်လန်းလို့နိဗ္ဗာန်ဝင်လန်းဘာပါလဲနိဗ္ဗာန်ဝင်လန်းနိဗ္ဗာန်ဆိုတာတခြားလားမသေးရလားမသေးရဝင်လန်းဘလို့အဲ့တော့သုတိပြတ်တွေမသေးနိုင်ဘူးတဲ့အစ္စုတိရတ္တဆိုတာနိဗ္ဗာန်ရဲ့ဂုံတတ္တိပဲနိဗ္ဗာန်ရဲ့ဂုံတတ္တိပါဗျာရုပ်တည်ဉာဏ်လေးကကြည့်လိုက်ရင်ဖြစ်ပြီးရုပ်ဉာဏ်ဟာဖြစ်ပြီးပြတ်တတ်တယ်ပျောက်သွားတယ်ရုပ်ဉာဏ်ဆိုတာကဘင်္ဂလို့ခေါ်တဲ့အဆုံးအပိုင်းခြားသဝဏသုတိဆိုစုတည်သွားတယ်နိဗ္ဗာန်ကျတော့ငြိမ့်နေတဲ့ဓာတ်နိဗ္ဗာန်ဆိုတာငြိမ့်နေတဲ့ဓာတ်ပါဗျာရုပ်တည်ဉာဏ်နဲ့ဖြစ်လားမဖြစ်တော့ဘာဖြစ်နေငြိမ့်နေတဲ့တဲ့ဆိုတော့တခြားလားငြိမ့်နေတဲ့ဆိုတော့သူပြတ်ဖို့မဖြစ်တဲ့အတွက်ကြောင့်ပြတ်เสียအကြောင်းမရှိပါဘူးမဖြစ်လို့မဖြစ်တာနိဗ္ဗာန်မဖြစ်တာအပုဝတ္တံနိဗ္ဗာန်ဒါလိုလဲတောင်းတယ်အဲ့တော့တန်တိလက္ခဏာငြိမ့်တာနိဗ္ဗာန်ငြိမ့်တာနိဗ္ဗာန်ဆိုတာဘာပါလဲအဲ့တော့သေတာကိုပဲကြည်ပြီးတော့မှပြောမဲ့ပုဂ္ဂိုလ်ဆိုရင်တော့မသေတာနိဗ္ဗာန်ဘလို့မသေတာနိဗ္ဗာန်ဒါကဘာကြောင့်စကလုံးလေးလှည့်ပဲပြီးပြောရတာလဲဆိုတော့အခုယောဂီများကဓမ္မယုံနဲ့အခုမဝင်လာဘူးလားဝင်လာတဲ့အခါကျတော့ဓမ္မယုံထဲမှာဘလို့လို့ဦးဇင်းကပြောတယ်ကိုကရောက်ဘူးတယ်နားမလဲဘူးလားနားလဲဘာဖြစ်လို့နားလဲလဲအပေါ်မှာဘာရှိတယ်ပန်ကာရှိတယ်မီးရှိတယ်ဘုရားရှင်မှာဘလို့ဆိုကိုရောက်ဘူးတဲ့အခါကျတော့ဦးဇင်းကပြောလိုက်တာနဲ့နားလဲပြောလိုက်တာနဲ့ထမင်းစားတယ်ထမင်းစားပြီလားနားလဲလားကလေးလေးတောင်ဘာဖြစ်လဲဘာဖြစ်လို့နားလဲသူထမင်းစားတယ်ဆိုတော့အတွေ့အကြုံကိုသူလုပ်ဘူးတဲ့ထမင်းစားတယ်ဆိုတာကိုလုပ်ဘူးတော့သူကနားလဲတာပေါ့အဲ့ထမင်းစားပြီလားဆိုကျွန်တော်စားပြီလေမပြောဘူးလားနိဗ္ဗာန်ဆိုတဲ့တရားကခက်ခဲနန်တဲ့သိမ်မွေးတဲ့တရားဘုရားပွင့်မှာပဲမြတ်စွာဘုရားကမှပေါ်ထုတ်ပြီးတော့မှသူကတွေ့ရှိပြီးတော့မှပြန်လဲပေါ်ထုတ်နိုင်တဲ့အမျိုးသားဆိုတော့ကိုကမသိသေးတဲ့ပုဂ္ဂိုလ်မရသေးတဲ့ပုဂ္ဂိုလ်ကိုကြတော့ဒီတဘာဝဟာဒီဘက်ကကိုမြင်ဘူးတာနဲ့နှိုင်းစားပြီးကိုကသေတာကိုမြင်ဘူးတယ်ကိုကသေတာအဲ့တော့မသေတာဟာမသေတာကိုသွားတဲ့လမ်းဘလို့နိဗ္ဗာန်ဝင်လန်းဘလို့မသေးရဝင်လန်းဘလို့မသေးတာပါလေဝင်မယ်တဲ့ဘလို့မသေးရတခြားလားနိဗ္ဗာန်လားမသေးရဝင်လန်းမသေးရနိဗ္ဗာန်ဆိုတခြားလားငြိမ့်နေတာလားအငြိမ့်တဲ့ကိုဝင်လန်းအငြိမ့်တဲ့ကိုမသေးရအငြိမ့်တဲ့နိဗ္ဗာန်တခြားလားဒုက္ခချုပ်ရလားမဟုတ်ဆရာတော်ဘုရားကြီးကပြောတယ်ဒုက္ခချုပ်ရကိုမြင်ဘူးရင်ကိစ္စပြီးတာပဲဒုက္ခချုပ်တာဖြစ်ပြချုပ်တာဒုက္ခချုပ်ရကိုဝင်လာဘလို့ကိုကဖြစ်လိုက်ဒုက္ခတွေကိုတွေ့တယ်ဆိုရင်အဲ့ဒီဖြစ်ပြဒုက္ခတွေချုပ်တာနိဗ္ဗာန်ဖြစ်ပြချုပ်တာမသေးရနိဗ္ဗာန်ငြိမ်းတာအဲ့ဒီနိဗ္ဗာန်ကိုဝင်မယ်နိဗ္ဗာန်ကိုမြတ်စွာဘုရားကဒါကြတဲ့သေတာတွေဥရာတွေနာတာတွေသေတာတွေတွေ့တဲ့အခါကျတော့မသေးရတရားရှာမယ်ဆိုတော့မထွက်ဘူးလားကျင့်ကြံတာပေါ့ဗျာနောက်တော့ဒါကြတဲ့ဘုရားပြည့်မဲ့ညကြတော့ဒါကြတဲ့ပုရိအာနဲ့ဉာဏ်တွေရပြီးတော့မှနောက်တော့မတွေ့ပါဘူးလားနိဗ္ဗာန်နဲ့တွေ့သွားဒီနေရာကတော့မသေးရပဲဆိုမတွေ့ပါဘူးလားဒါတော့နိဗ္ဗာန်ဟာမသေးရပဲနိဗ္ဗာန်ဟာအသေးလွတ်တဲ့နေရာဘလို့အသေးမရှိတဲ့နေရာဘလို့ပါလဲအဲ့ဒီအသေးမရှိတဲ့နေရာကိုဝင်လန်းဉာဏ်နဲ့ပဲဝင်လို့ရ။ဘာနဲ့ဝင်။မဂ်ခင်၈ပါးဘာပါလဲ။မဂ်ခင်၈ပါးပြည့်မှဘလို့ဘယ်တဲ့ဝင်ပါဘသူကဝင်မဂ်ခင်၈ပါးဘသူကဝင်ဘယ်တဲ့ဝင်ပါနိဗ္ဗာန်တဲ့ကိုဘသူကဝင်
မကင်ရှိပါကဓမ္မယုံနဲ့ဝင်ဘူးလားမခုဒီဓမ္မယုံနဲ့ရောက်နေပြီလေမဝင်ဘူးပြန်ထွက်ပြီးပြောင်းခဲ့ပါဟိုရောက်နေပြီဝင်ဘူးတယ်ဆိုအောက်ကနားလည်ပါဦးအဲ့လိုပဲဒီနိဗ္ဗာန်ဆိုတဲ့သဘောတရားတွေကိုဘယ်သူကဝင်မှာမကင်ရှိပါဘယ်သူကဝင်ခြားလားညံ့လားအဲ့ဆိုရင်ဒါညံ့ပဲဝင်လန်းဆိုတာနိဗ္ဗာန်ဝင်လန်းနိဗ္ဗာန်အဲ့ဒါဟာလောကကနေလွန်မြောက်နေတယ်ဘလို့နိဗ္ဗာန်ဆိုတာကလည်းလောကကလွန်မြောက်နိဗ္ဗာန်ဟာလည်းလောကကနေမဂ္ဂင်၈ပါးလို့ပြောတဲ့ဉာဏ်ကလည်းလောကကနေလွန်မြောက်လောကကနေလွန်မြောက်နေတော့လောကုတ္တရာတရားဘယ်လိုပါလဲဒါဆိုရင်ဒါဘာတရားတွေဖြစ်လိုက်ဆိုတဲ့ဥနာတွေဒုက္ခတွေလောကတွေကနေသူဘာဖြစ်လဲလွန်မြောက်တဲ့တရားဒါကတော့ပို့ပေးတဲ့တရားသူကတော့ဒါလွန်မြောက်တဲ့တရားသူ့ကိုလည်းပေါင်းခေါ်ရပါတယ်လောကုတ္တရာတရားကိုပါမကြဘူးလားဒါမုတ်ချလို့မှတ်တာဒါပါလေဒီမှာမဂ္ဂင်ဘယ်နှပါဒါဘယ်နှပါနိဗ္ဗာန်ကပေါင်းလိုက်ရင်အဲ့ဒါမုတ်ချဒါပါလေအဲ့ဒီမုတ်ချမှာအထာဂရဆရာကြီးကလိုက်ထဲတဲ့အခါကျတော့မဂ္ဂင်7ပါးဆိုတာကမက်စိတ်မှာလည်းရှိတယ်ဘိုလ်စိတ်မှာလည်းမက်စိတ်ကဘယ်နှပါ4ပါဘိုလ်စိတ်ကဘယ်နှပါ4ပါပေါင်းလိုက်တော့အဲ့ဒါကသူကပေါင်းပြီးတော့ယူလိုက်တာအဲ့တော့ဒီက8ပါးနဲ့ဒီက1နဲ့ပြန်ပေါင်းဘယ်နှပါအဲ့ဒါကအထာဂရဆရာပြောတဲ့စကားမြတ်စွာဘုရားတိုက်ရိုက်ပြောတဲ့စကားဆိုရင်တော့မဂ္ဂင်7ပါးနဲ့ဒီကနိဗ္ဗာန်တခြားလားလောကုတ္တရာတရားလားတို့ကလောကထဲမှာနေလိုက်တော့မွေးလိုက်သေးလိုက်နဲ့ဖြစ်နေကြတယ်လောကကလွန်မြောက်ရာကိုရှာဖွေမယ်ဘယ်ကလွန်မြောက်ရာအသေးလွတ်ရဘလို့အောက်တဲ့ဆုံးတော့အပယ်၄ပါးကလွတ်ဖို့လိုအပ်တယ်ဘယ်ကလွတ်ဖို့အဲ့ဒါအခုအဋိဋ္ဌံနဲ့လုပ်မယ်ဘလို့နိဗ္ဗာန်ဝင်လန်းအဋိဋ္ဌံ9ရက်စကားဘလို့ပါလဲကိုကျင့်နေတဲ့ဟာတွေဟာဒီဘက်ကလောကုတ္တရာတရား9ပါးနဲ့လျော်ညီရမယ်နိဗ္ဗာန်ဝင်လန်းနဲ့လျော်ညီရမယ်ဘာနဲ့လျော်ညီရမှာနိဗ္ဗာန်ဝင်လန်းနဲ့အဲ့လိုလျော်ညီဖို့အတွက်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကကျင့်စေပုဂ္ဂိုလ်တွေဟာခုနကကိုယ်စိန်တို့ဘုဂုတ်ဆရာတော်ဘုရားကြီးကတော့လင်္ကာနဲ့တိုင်လာပေးတယ်အဲ့ဒီလင်္ကာတွေနဲ့ညီတယ်ဆိုရင်အဲ့ဒီလင်္ကာတွေတိုင်းကျင့်ကြံမယ်ဆိုရင်အဲ့ဒီအချက်တွေနဲ့ကျင့်ကြံမယ်ဆိုရင်တော့ဒီမဂ္ဂင်တရားတွေဟာပွားများလာမယ်တိုးတက်လာမယ်တရားတွေတိုးတက်လာဘာနဲ့ညီရင်လဲဆိုရင်သောနာဟာအတူကောက်လေးပဲဆူလိုက်အောင်နော်ဥစဉ်အခြေတဝက်တော့မရှင်းပြတော့ပါဘူးဒီမှာယောဂီဟောင်းတွေလည်းများတယ်ဆိုတော့အမှုမများစကားစောင့်စည်းအိမ်လေးလိုကြအစာမကြီးတရားဒီလေဤ6ချွေကျင့်လေပြန်ပြောကြည့်ပါကျင့်လေယောဂီတချို့ကမရဘူးနဲ့တူတယ်အဲ့တော့ဦးဇင်းတို့မရတဲ့ပုဂ္ဂိုလ်တွေကိုလည်းလက်တွဲပြီးတော့မခေါ်သင့်ဘူးလားနော်ဆရာတော်လည်းပြောတော့တယ်ကာယကံမြတ်တာဝစီကံမြတ်တာမနောကံမြတ်တာနော်ဒီလိုမြတ်တာတွေထားပြီးတော့အမြင်လေးတူသွားဖို့ဆိုတာဘုရားရှင်ကိုယ်တော်မြတ်ကြီးကဒါကောတံပိယသုတ်တံမှာဟောတယ်တာရဏိယကျင့်ဖို့ဆိုတဲ့တရားမျိုးတွေနဲ့ဟောတယ်သောတာပန်တည်သွားတဲ့အခါမှာဉာဏ်အမြင်တွေပွင့်သွားတဲ့အခါမှာဉာဏ်အမြင်ချင်းတူတဲ့အတွက်ကြောင့်မလို့ကာယကံမြတ်တာလည်းထားနိုင်တယ်ဝစီကံမြတ်တာလည်းမနောကံမြတ်တာလည်းဆိုတော့ခင်သွားတာပေါ့ခင်တော့ရင်းနှီးတယ်ဆိုတော့ကိုယ်တကယ်ချင်းကိုခင်တဲ့မိတ်ဆွေတွေဆိုရင်ခင်ဗျာကြိုက်တာနှက်တာတွေရှိပါမလားရှိပါဘူးဉာဏ်ဖြစ်တာတွေရှိပါဘူးအဲ့လိုပုံစံမျိုးတွေပြောင်းလာမယ်ဟောရှိရည်မှာပြောတာပေါ့ဟုတ်ဒါဆိုရင်လည်းမရတဲ့ပုဂ္ဂိုလ်တွေလည်းဖိမတော့အဖြစ်ဦးစိန်တို့ဂျိုင်းတို့ပြန်ဆိုကြည့်အောင်အမှုမများစကားတိမ်စီစောင့်စီအိမ်နေလိုကြအစာမကြီးတရားဒီလေဤ6ထွေကျင့်လေယောဂီနောက်တစ်ခေါက်တော့စကားတိမ်စီစောင့်စီအိမ်နေလိုကြအစာမကြီးတရားဒီလေဤ6ထွေကျင့်လေယော
จัดท่าจ้าบ่เนาะမရသေးတစ်နံပါတ်ဘာဖြစ်ရမလဲအမှုမများရအောင်အမှုကိစ္စတွေယောဂီများရဲ့အမှုကိစ္စတွေကိုကိုယ်စားဆောင်ရွက်ပေးမယ်အမှုဆောင်မရှိဘူးလားသူတို့ကဆောင်ရွက်ပေးတိုးတော်လဲယောဂီကဥဒယဓမ္မကြားလိုက်တယ်ခဏပြောတာသူတို့ညော်မှန်းထားတာတက်ကိုတဲ့ယောဂီကဘာဖြစ်နေပြောနေတာမဟုတ်ဘူးညာနေတယ်ဆိုရင်တော့တို့နေရာထိုင်ခင်းတို့ဘာတို့ညာတို့တလကားတို့ခက်ခဲတွေမရှိနိုင်ဘူးလားရှိဘယ်လိုလုပ်ဥစဉ်ပြောတာမဟုတ်ဘူးတော့ဘာလို့ရမှာသိခံတဲ့တရားဟာဟောဒီနိဗ္ဗာန်ဝင်လန်းကြီးနဲ့လျော်လားလောကုတ္တရာတရားနဲ့လျော်လားသိခံရမှာပေါ့ဘာဖြစ်လဲဘုရားလက်ထက်ကဆိုရင်တရားရဖို့အတွက်ကိုတခါတည်းကြားအစားခံရင်လည်းအတန်ကမထွက်ဘူးမကြားအစားခံတယ်တပားကြားအစားသွားတယ်တော်ထဲမှာအားထုတ်တယ်တခြားပုဂ္ဂိုလ်တွေတရားကျင့်တာအနှောက်အယှက်ဖြစ်မှာလို့ဆိုဘာဖြစ်လဲဒီကံပြီးတော့စားတာစားလိုက်တယ်အဲ့ဒါ15ရက်ပြည့်မှာပဲ15ပါးကုန်သွားမှာပဲဥပုပ်ပြုတော့မှာပဲတန်ခါတွေရော့နေပါလားဘုန်းကြီးတွေရော့နေတယ်မထေရမေးတော့အရှင်ပြားလည်းအဲ့ဒါကြားလာပြီးတော့ဆွဲသွားတယ်ဟဲ့ပြောပါဟဲ့အဲ့ခါကျတော့လေတုံးခောက်ဖို့ဟဲ့ဆိုတော့အဲ့မှာနောက်မှတော့တုံးနေပါလေခောက်သွားညာဆိုတော့အဲ့ဒီခက်ကသီးခံတဲ့ပမာဏဟာယောဂီများတဲ့အတူတူပဲလို့တူလားရှင်ကရဲ့တော့ရိုက်ဖို့ဆိုတော့ဆိုတဲ့ပုဂ္ဂိုလ်တနာပါတယ်ချင်းလေးခင်ဗျာသူခင်ဗျာမရှိမှငတ်ပြက်လို့လာပြီးတော့သွေးလေးတော့တာမလားဆိုအဲ့တော့ဘာပဲဖြစ်ပေါ့နော်ဒီမှာယောဂီများကိုသူတို့ဘက်ကတော့တက်နိုင်တဲ့ကတော့ဘာလုပ်ပေးပါလဲဆောင်ရွက်ယောဂီတို့ကဘာဖြစ်ရမလဲစားတာကိုအိမ်မှာဆိုရင်တော့ကိုကြိုက်တာစားလို့ရဒီမှာအများနဲ့လုပ်ပေးတယ်ဘာလုပ်ရမှာဦးစင်းအမေရှိတယ်ဦးစင်းနဲ့ဦးစင်းဘုန်းကြီးမဟုတ်ခင်တော့ကရန်ကုန်သွားတော့ရန်ကုန်သွားထမင်းဆိုင်ဝင်အမေကနေပြီးတော့မှဟင်းအိုးတွေလိုက်လှန်ကြည့်တာဒီဘက်လှန်ကြည့်ငါလည်းမကြိုက်ဘူးပဲတန်ချဒီဘက်လှန်ကြည့်ဒါလည်းငါလည်းမကြိုက်ဘူးနောက်တစ်ခါပြန်ကြည့်ဒီခင်းကြီးကလည်းအိုးတွေပြသွားကိုဦးစင်းသူ့ကြည့်နောက်တော့ဒါလည်းမကြိုက်ဘူးဆိုဦးစင်းကသူ့ပြောအမေကဟိမမငါပြီးနေပဲစားတော့သွားတော့ဦးစင်းကတစ်ပြီးတော့အဲ့တော့ကိုကြိုက်တာပဲဖြစ်ပါစေမကြိုက်တာပဲဖြစ်ပါစေဘာလို့ရမှာအမှုကိစ္စတွေကိုရှောက်ပြီးတော့ဟဲ့ဟိုကလိုချင်တယ်တရားလိုချင်တယ်ဆိုတဲ့ဟာတွေဘာလို့ထားမှာတက်နိုင်တယ်ရွေးရှော့ချပြီးတော့မှဘာလို့ထားတရားလိုချင်တဲ့စိတ်ရှိရင်သူ့ဟာသူရောကြပါတရားလိုချင်ရင်သူ့ဟာသူရောကြသားမယ်ဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်တော်အခါတော့ကပုထိလာဆိုတဲ့ယဟန်တစ်ပါးရှိတယ်သူ့ကိုအထက်ကရာထဲမှာရေးထားတယ်ဘုရားကနေပြောတယ်တဲ့တုတ်ဆလို့ခေါ်တယ်မတ်ဖို့မပြီးတဲ့အတွက်အချင်းဒီလို့ခေါ်တာပေါ့ထက်ကရာပြောတာပေါ့နော်ဟုတ်မဟုတ်တော့မသိဘူးသူပြောတဲ့အတိုင်းဦးဇင်းကပြန်ပြောရတာအဲ့လိုခေါ်တဲ့အခါကျတော့သူကတနေ့ကျတော့ဒါငါမှမညံပုံညံနေမရှိလို့ပဲတရားအထုတ်မှပဲတရားလူကျင်တဲ့စိတ်ဖြစ်လာဘာဖြစ်လားတရားလူကျင်တဲ့တရားအထုတ်ပဲဆိုတရားရှာမယ်တရားနီးလန်းပေးတဲ့ပုဂ္ဂိုလ်တွေသွားမယ်ဆိုတော့အဲ့ဒီသူတို့ခက်မှာကြတော့အပေဘသူကယဟန္တာဘာညာသိကြတာပေါ့အသိတော့သူကသွားတယ်သူတခါတည်းထွက်သွားပြီးတော့အဲ့ဒီမှာတောချောင်းလေးပေါ့နော်တောချောင်းမှာယဟန္တာပါ30ရှိတယ်။ဘာရှိယဟန္တာပါ30မှာသွားပြီးတော့မထေရကြီးစီဝင်ကြတော့ပြီးတော့ကမ္မထန်တောင်းတယ်။ဘာတောင်းရှုနီးမှန်နီးတောင်းဘလို့ရှုနီးမှန်နီးတောင်းယောဂီများကြတော့ရှုနီးမှန်နီးတောင်းပြန်လို့ပေးကိုကိုကမလုပ်တာပဲရှိ။ဩဝါဒလေးပေးပါဦး။ပြီးတော့လှုပ်တာလည်းမဟုတ်ဘူးကြည့်ငါပြောတဲ့အတိုင်းများလှုပ်ရလားနောက်ပိုင်းကျရွာမှာပြောပါလေမော်လမြိုင်ကောင်မရှိမှာလားရှိတာအဲ့ပြောတဲ့အတိုင်းမလုပ်ဘူးဆိုဦးစင်ကသူတို့သွားပြီးတော့ဩဝါဒတွေပြောစရာအဲ့တော့ဘုမကျတော့တကယ်ရှုနီးမှန်နီးလိုချင်တဲ့ပုဂ္ဂိုလ်ပုထိလမထေရကြီးကြတော့သွားပြီးတော့မတောင်းဘူးလားတော်တော့ तू ကတကယ်ကိုပဲအခါတည်း18ခိုင်းလောက်ရဲ့ဆရာကြီးအဲ့ဒါကျောင်းနိုင်ဘုန်းကြီးသူ့အောက်မှာလည်းတပည့်အပါ900လောက်အဲ့လိုမျိုးအုပ်ချုပ်နေတဲ့ပုဂ္ဂိုလ်တော့မာနပါဘာမာနပါရဟနာဆိုတာမာနမရှိတဲ့ပုဂ္ဂိုလ်တိလိုက်သိနေတာပေါ့ဟောဒီပုဂ္ဂိုလ်ကမာနခံနေသေးတာပဲမျက်လုံးတွေမျက်ခုံးတွေမျက်တောက်တွေကြည့်လိုက်သိတာဟောကမ္မထမ်းသာလာတောင်းတယ်စိတ်ကတော့နှိမ့်ချတာလေဘာခံလေမာနပါအဲ့တော့မအားဘူးတဲ့ကိုဘက်ကဘုန်းကြီးကိုတောင်းလာဒုတိယဘုန်းကြီးလွှဲလိုက်ဘယ်လွှဲလိုက်ဒုတိယဘုန်းကြီး
အဲ့တော့ဟိုဘုန်းခုနလာတဲ့ပုထိလမတရားဘယ်လိုသွားဒုတိယဘုန်းကြီးကလည်းကမ္မထံမအားသေးဘူးတဲ့အဲ့ဒါရှင်များကိုခူနီးမှန်ကြီးတွေကမ္မထံပေးဖို့တတိယဘုန်းကြီးစီသွားလာတယ်ဘယ်လိုညောလားအဲ့တော့ပုထိလဘယ်သွားကြတတိယဟောပေးလားဘယ်သွားသရုပ်လာဟောပေးလားဘယ်သွားခဏလို့သာဆိုရိတ်တာတခုသွားတယ်ခဏကျွန်တော်စည်ရင်လာပေးတာပါဟိုလူစီသွားလိုက်တယ်ဟိုလူကလည်းမဟုတ်သေးဘူးငါမအားသေးဟိုသွားဆို၄၅ရက်လောက်ဆိုဘယ်လိုဖြစ်မလဲဟမ်စိတ်ကဝမ်းသာလာမလားတူလာတူလာတူလာငါမပေးချင်လို့ပဲအမလေးသူတို့ရိတ်တာတခုတည်းရှိတာကြာနေတာပဲမဲဆိုတော့ဘာဖြစ်မှာမပြတ်ပါလားပြန်ပါလားအဲ့ဆိုရင်ကိုယ်စိတ်ကိုကဲခက်ငါဟာတရားလိုချင်တဲ့စိတ်ဟာတကယ်ရောရှိရလားတရားလိုချင်တဲ့စိတ်အခုဒီမှာနိဗ္ဗာန်ဝင်လန်းကိုဟောမယ်ဘယ်ဝင်လန်းမတရားဝင်လန်းကိုပြမယ်ဘယ်ဝင်လန်းမတရားဝင်လန်းအဲ့တကယ်လိုချင်လားဩနာဒီလွတ်တဲ့တရားအောက်ထစ်ဆုံးဓမ္မတဖို့ရရင်အပယ်၄ပါးတကားပိတ်မယ်ဘလို့အဲ့ဒါကျင့်မယ်အဋိဋ္ဌံနဲ့ကိုကျင့်ပါဘယ်လိုပါလဲအဋိဋ္ဌံကိုတော့ထည့်တာအဲ့ဒါတကယ်ရောလိုချင်ရလားတကယ်လိုချင်တယ်ဆိုစိတ်ကလိုချင်တဲ့စိတ်မဉ္ဇဉ်ပုံဉ္ဇဉ်ရချင်တဲ့စိတ်တရားရချင်တဲ့စိတ်ရှိရင်ဒီဥစ္စာတွေကိုလိုက်နာရမယ်ဒါတွေကိုအမှုစကားအမှုကိစ္စတွေဘာဖြစ်ရမှာစကားစောင့်စည်းအိတ်နေအစာတရားဒီ6ထွေဘာမများရဘူးလေအမှုကိစ္စစားမဲ့ကိစ္စဝတ်မဲ့ကိစ္စစားဝတ်နေရေးကိစ္စတွေအတွက်ဘာဖြစ်လဲဒါတော့စကမ်းပွဲထဲမှာဆိုတော့ညားကျင်သေးလားညားကျင်သေးလားအဲ့တော့ဒီအမှုကိစ္စတွေနဲ့ကြုံကြိုက်လာတဲ့အခါကိုယ့်အိမ်ကိုယ့်ရလည်းမဟုတ်တဲ့အခါကျတော့ဘာလုပ်ရမှာအရင်ဆုံးဘာလုပ်မလဲလိုက်ဆိုလိုက်တပည့်တော်တို့သည်ဤ9ရက်အတွင်းစာဝတ်နေခြင်းကိစ္စများကိုတီးခံမည်ဟုအဋိဋ္ဌံစောင့်တည်ပါ၏ဘာလို့ပါအဋိဋ္ဌံဘယ်ကိစ္စစာဝတ်နေရေးကိစ္စဘယ်ကိစ္စသူကြွေးတာနဲ့တော့ကြွေးမှာပါပဲသူခဏတော့စားဖို့ကြိုက်လဲမကြိုက်လဲစိတ်ပြင်လိုက်ဖို့ဒါငါလာတာတရားလာတာအစားလာရှာတာမဟုတ်ဘူးအစားရှာရင်စားတော့ဆိုင်သွားဖို့လက်ဖေးဆိုင်စားတော့ဆိုင်သွားဖို့အခုဒါဘာလာရှာတာအတူကျွေးတာနဲ့ဝတ်တာလဲအခုပါလာတာနဲ့အဆင်ပြေသလိုနေတာလဲရတဲ့နေရာမှာဘာလို့အမသီးခံရမယ်ဘလို့သီးခံမယ်လို့ဘာလို့ထားဒိဋ္ဌံဆောက်သီးခံမယ်လို့စိတ်ထဲမှာဟာတာငါနေရာကြီးပဲဘာပြီးမခံခြင်းတဲ့စိတ်တွေပေါ်လာရင်ဘာပြတ်သွားမှာအဋိဋ္ဌံပြတ်ရင်ပြန်ပြီးဆောက်တယ်ပြန်ပြီးသောနာက10ပါးသီလမယူလိုက်ဘူးလားအဲ့ဒီ10ပါးသီလဟာလေစွမ်းနိုင်ရဲ့9ရက်လုံးဆောက်တယ်ဘလို့9ရက်လုံးလိုက်ဆိုလိုက်အရှင်ဘုရားတပည့်တော်တို့သည်9ရက်တိုင်တိုင်10ပါးသီလကိုလုံးကြုံစွာဆောက်တည်ပါမည်ဟုအဋိဋ္ဌံပြုပါ၏10ပါးသီလကိုလည်းလုံးကြုံအောင်လုံးရင်တရက်စာလုံးရင်အဋိဋ္ဌံအောင်တယ်တရက်ကိုတစ်ခါအဋိဋ္ဌံပြန်တင်ရတရက်ကိုတစ်ခါအဋိဋ္ဌံနဲ့လုပ်ရမယ်ဘယ်လိုပါလဲဦးဇင်းဘုန်းကြီးဝတ်တဲ့အခါကျတော့သာသနာ့တစ်ခုမှာတော့ဝတ်တော့ဦးဇင်းကကြီးမဝတ်တယ်ဆိုတော့စက်ပစ္စည်းတွေပါတယ်အကြောင်းနားလဲတယ်ဆိုတော့အဲ့ဒီနေရာမှာထားတာအဲ့ဒီကိုဦးဇင်းနေတဲ့နေရာမှာအရင်တော့ကဘုန်းကြီးကနေသွားအဲ့ဘုန်းကြီးကအခုနာမည်ကြီးတဲ့ဆရာတော်ဘာဖြစ်လဲသူရေးခဲ့တဲ့လက်ရေးမှုစာအုပ်ကိုကြံခဲ့တယ်ဦးဇင်းရှောက်ပြီးတော့ဗီဒီယိုတွေလိုက်ရှောက်မှုတွေတော့အဲ့စာအုပ်ကိုရတယ်အဲ့ထဲမှာရေးထားတယ်ရက်စွဲလေးတွေနဲ့ပေါ့နော်ဒါမှတ်စုစာအုပ်နှုတ်ထုတ်တဲ့စာအုပ်တွေပေါ့
တော့ဥမာထားကြပါလို့ဒီနေ့ဒါ12ရက်ဆို12ရက်မှာသူကပုံမှန်ရေးထားတယ်စတန်တိုင်းဆိုတော့တန်ဃာတွေအများကြီးမရှိဘူးလားရှိပါတယ်ဗျာခုကြည့်တာတန်ဃာတော်များရေလှူတယ်တန်ဃာတော်တွေကိုရေလှူတယ်ဆိုတာတောက်ရေ60တွေရေလိုက်ဖြည့်ရေဘာဖြစ်လဲအောက်မှာသူအောင်မြင်သည်ဟောဒိဋ္ဌံနဲ့တော့ဘာဖြစ်လဲအောင်မြင်ပါလိမ့်မယ်တနောက်ရေးထားတယ်ဒီနေ့အိမ်သာဆေးဒီနေ့ဘာဖြစ်လဲကုရီတွေခါတဲ့ရဟန်းတော်တွေတန်ဃာတော်တွေတုံးတဲ့ကုရီတွေကိုလိုက်ဆေးမယ်လို့အဋိဌံတူတယ်အဲ့လိုရေးတာအဋိဌံပြုတယ်နောက်အောက်ကြောင်းမှာအောင်မြင်သည်ဘာဖြစ်လဲအခါတော့လေယောဂီများကလည်းတပည့်တော်တို့ဒီသီလခံယူတယ်7ပါးသီလအခု9ရက်လုံးတစ်ခါတည်းစောင့်ပါတော့ယူထားလိုက်တာပေါ့ဥပုသေယောဂီပဲတနေ့သာတစ်နေ့မှလည်းစိတ်ထဲကနေအဲ့လိုတတ်မှတ်စိတ်ထဲကနေအဲ့ဒါအဋိဌံလို့ခေါ်တယ်စိတ်ထဲကနေတတ်မှတ်လိုက်တာအဋိဌံစိတ်ထဲကနေကိုရီမှန်းလိုက်တာစိတ်ထဲကနေကိုဂတိပေးလိုက်တာအဲ့ဒီအဋိဌံကိုသူများလာဖြတ်ရင်ကိုဖြတ်ရင်ကိုဖြတ်ရင်နော်ဖြတ်တာဗောငါဗိုက်စားတယ်စားလိုက်ပါဦးမယ်ဒီဥဖို့ကသူများဖြတ်တာလားကိုပဲဖြတ်လိုက်တရားခိုင်းတယ်တဲ့မပြင်ဘူးလို့အဋိဌံတင်တယ်တဲ့ခဏနာလာတော့ပြင်လိုက်ပါဦးမယ်လေဆိုသူများခိုင်းတာလားကိုပဲအဲ့အဋိဌံကဘာဖြစ်သွားကိုအဋိဌံကတင်တယ်ကိုပဲပြန်ဖြတ်လိုက်တယ်ဆိုကိုယုံကြည်ချက်တွေတဖြည်းဖြည်းနဲ့ပျောက်ဆုံးသွားတာအဲ့တော့အဋိဌံနဲ့လောက်ရမယ်ဒါကြောင့်နိဗ္ဗာန်ဝင်လန်းအဋိဌံစခန်းလို့တက်ထားတာနိဗ္ဗာန်ဝင်လန်းအဲ့ဒီအဋိဌံကလည်းခုနနိဗ္ဗာန်ဝင်လန်းနဲ့လျော်ညီးနေတယ်။ဘာနဲ့လျော်ညီးနိဗ္ဗာန်ဝင်လန်းနဲ့လျော်ညီးပါလား။မညံနဲ့လျော်ညီးနေပါလား။ဝင်လန်းကမညံယူပြောတာမဟုတ်ဘူးလား။ဝင်လန်းဆိုတာမညံနဲ့လျော်ညီးတယ်။မညံနဲ့ခုနအဋိဌံနဲ့လိုက်တယ်စာဝတ်နေရေးကိစ္စတွေမှာတီးခံပဲစာဝတ်နေရေးမှာဒေါသထဏတဲ့ကိုအဋိဌံတင်ထားတာအောက်ပေးလိုက်ဟောငါတီးခံမလို့အဋိဌံတင်ထားတာပဲစားတဲ့ကိစ္စဝတ်တဲ့ကိစ္စနေတဲ့ကိစ္စတွေကျုံးလာတယ်ကိုယ်အိမ်မှာမဟုတ်တဲ့ဟာလူကလည်းဒီမှာထင်တတ်တဲ့လူများလာတယ်ဆိုတော့သူတို့မှစီမံတဲ့လူတွေမှလည်းတခါတည်းသူတို့မှလည်းအခက်အခဲတွေမရှိဘူးလားရှိပါတယ်ဗျာမရှိပါဘူးအဲ့တော့ကိုကနေပြီးတော့မှဘာလို့ရမှာကိုယ့်ရဲ့တီးခံခြင်းဟာအဋိဌံတင်ထားတယ်ဘာလို့ထားအဋိဌံတင်ထားတယ်ဆိုတနေ့တာမှာငါတီးခံနိုင်တယ်ဆိုဘာဖြစ်သွားအဆင်အောင်တယ်ခဏဟိုဆရာတော်တို့အောင်မြင်သည်စောင်းတယ်ရေးထားတာမှတ်ချက်နဲ့ဒီခုအောင်သွားပြီ7ပါးသီလကိုအဋိဌံတင်ထားတယ်ဘာလို့လား7ပါးသီလကိုဦးဇင်းရတာဝိပဿနာရှုနည်းမပြောသေးပါဘူးခြေစင်းလေးပဲပြောနေသေးတယ်ရှင်းပိုင်းလေးပဲပြောနေသေးတယ်တပည့်တော်7ပါးသီလခံယူတယ်ကိုကယောဂီဆိုတော့ရိုးလေးသီလရမှာပဲအဋိဌံလေးစောင့်တင်လိုက်ပါပဲဒီနေ့တော့ငါသီလကိုအဲ့ဒါမကျိုးအောင်စောင့်တည်မယ်အရင်တော့ကျတော့ဟာတဲ့ကြုံတယ်လို့ဖြစ်နေတာပေါ့ကျိုးတဲ့ခါလဲဟုတ်လားကျိုးတဲ့ခါကျိုးသေးတာပဲလားမကျိုးတဲ့ခါလဲအမြဲတမ်းမဖြစ်ရမှာမကျိုးအောင်ဘိုးဘုဆရာတော်ဖျားကြီးဆိုရင်တခါလဲအရိယာတွေလုံသွားတဲ့သီလမျိုးပေးထားတာတဲ့သူခွေထဲမှာပါတယ်ဒါကြောင့်မလို့အသက်ဦးကြီးဆိုရညာတော့လဲစောက်တီထားတော့တိတ်ခါဘုံဆိုသူတိုင်ပေးတယ်မလားအဲ့ဒါဘိုးဘုဆရာတော်ကြီးတိုင်ပေးတဲ့ဟာပဲအသက်စွန့်ရင်တော့မှပဲဒီတိတ်ခါဘုံကိုဦးဇင်းကအဲ့လောက်တော့မပြောပါဘူးအဋိဌံလေးထားပြီးတော့မှဒီတရက်မှာတော့7ပါးသီလလုံးနေတယ်ဆိုရင်ဘာဖြစ်လဲအောင်နေကိပြတ်သွားတာပေါ့ပြတ်သွားတယ်ဆိုရင်လည်းဘာလုပ်ရမှာပြန်ပြီးတော့စောင့်တည်ရမယ်ငါမပြတ်စေရဘူးဒီတခါတော့ငါမပြတ်စေရဘူးလုံအောင်ကြည့်မယ်လို့ဘာလုပ်ရမှာဒိဋ္ဌံစောင့်တည်ရမယ်သဘောပါလားအဲ့ဒါဆိုရင်ဒီကနိဗ္ဗာန်ဝင်လဲအဋိဌံ9ရက်စကားအဋိဌံတိလေးတွေလိုက်ကျင်ရတယ်အဲ့လိုသောနာဆရာတော်ကရေးထားတယ်ဦးဇင်းကစာအုပ်လေးဖတ်ကြည့်တယ်ရေးထားတယ်ဒီကနေ့တဲ့မာတုကာမတွေတွေ့တဲ့အခါမှာရာဂစိတ်မဖြစ်အောင်ကြည့်မိအမျိုးသမီးတွေတွေ့ရင်ရာဂစိတ်မဖြစ်အောင်အောက်လဲကြအောင်မြင်သည်တဲ့သူဘာဖြစ်လဲအောင်မြင်ပါပဲအဲ့တော့တနေ့ကိုတို့ကျင့်တဲ့ဟာအများကြီးမကျင့်အောင်လားမကျင့်နိုင်တော့ဘူးအဋိဌံဖြည်းဖြည်းကျင့်သွားရင်မရဘူးလားဆရာတော်ကြီးအခွေဖွင့်တယ်တက္ကမတက်ပါပြောတယ်ဒါပေမဲ့တော့အရင်တော့ဆိုရင်တခါတည်းအိတ်ကြော်သွားတယ်ဒါကိုကမှဆရာတော်ကြီးဟောရဲ့ရိုက်လဲအာယုံစပြီးတော့ဒါအောင်
ငါဆောက်တည်မယ်ဆိုတော့ကိုအာယုံစိုက်ပြီးတော့မှဒီတနားကြီးနားထောင်နိုင်တယ်ဆိုရင်ကိုအဋိဌံဒါဦးစင်းကဒါလွယ်ပြောတာနော်ထိုင်တဲ့အချိန်မှာမလုံမပြင်းပဲကျင့်တယ်ဆိုရင်လည်းအဋိဌံနဲ့ကျင့်ရင်လည်းအဋိဌံအဲ့ဆိုအဋိဌံတေးလေးတွေကိုအရင်ဆုံးဘာလုပ်ရပါစုထားအဲ့လိုအဲ့ဘာအကျိုးရှိလဲလို့မေးရင်အခက်အခဲတွေဖြစ်လာရင်လည်းတစ္ဆာဆိုလို့ရတပည့်တော်တို့ဟာဒီအကြောင်းကပါလေဒါရင်းငိမ်တောင်ကြေးကြတိုက်ကြောင်းဓမ္မရိပ်တာမှာခဏတော့ကပေါ့တပည့်တော်ကဘာအဋိဌံတွေစောက်တည်ခဲ့ပါတယ်အဲ့ဒီအဋိဌံတွေကအောင်မြင်ခဲ့ပါတယ်ဤစကားဒီမှန်ကန်မှာဤမှန်ကန်သောတစ္ဆာစကားကြောင့်ခဏကိုကြုံတဲ့ဒုက္ခတွေလွတ်မြောက်ပါလို့ဤဆိုအဋိဌံတို့ခါတဲ့တစ္ဆာပြုရင်မရဘူးလားရိုးလောက်တာတဲ့တစ္ဆာဆိုလို့ရအောင်လေအဋိဌံပြုပြီးလောက်ပါဘယ်လိုပါလဲလောက်တယ်မှာဆိုတော့ခုနနှစ်ခုတိုင်ခဲ့ပေးတယ်နော်စာဝတ်နေရေးတွေမှာတိခံမယ်လို့လေအဋိဌံစောက်တည်ကြတယ်သီလတွေကိုလုံအောင်စောက်ထိန်မယ်လို့လေအဋိဌံတက်နိုင်ရင်ဒီကားတွေကပါအဋိဌံစောက်တည်ရတယ်တက်နိုင်ရင်ဒါတွေပါအမှုစကားတပည့်တော်တို့ဒီမလုံအပ်ပဲစကားမပြောပါဒီလိုအဋိဌံလဲစောက်တည်နိုင်ရင်စောက်တည်ရစောက်တည်နိုင်ရင်စောက်တည်ခြင်းသလားဘုန်းကြီးကလည်းမေးတော့လို့ဖြစ်ရမစောင့်တည်ခြင်းဘူးမှတ်လားဒီခါကစောင့်တည်လိုက်ရင်ကျိုးမှာပဲမှတ်လားမလုံလောက်ဘူးဆိုတာမသေးကြနေဘူးလားသေချာပါတယ်ခုကစကားမပြောဘူးဆိုတော့ဦးကမပြောဘူးတော့မလုံအပ်ပဲနဲ့စကားတရက်တော့ငါစမ်းကြည့်မယ်မလုံအပ်ဘူးဆိုတာအလာဘာတလာဘာတွေခါရဲတောင်းတောင်းကြီးတွေစကားတရားနဲ့ပတ်သက်တာဥမာကိုကဥမာရှေ့မှာကွယ်နေတဲ့ဒါလေးဖယ်ပေးပါဦးဒါလေးယူပေးပါဦးဒီလောက်ကတော့မလုံအပ်ပဲနဲ့အဖို့ဆာနာတွေနေနဲ့ငါနဲ့မတွေ့တာကြာပြီအခုမှပဲဆုံးရတယ်နဲ့အသားလေးပတ်စံပူသေးရလားဟောနေကောင်းလားအဲ့ဒါနေကြတော့လောကုတ်အခုကလောကုတ်တာလုံနေတဲ့အချိန်မှာလောကုတ်တွေဘေးချိန်ထားလိုက်လောကုတ်ဝေရှုံရင်ကိစ္စမှန်သမျှဟာမတ္တာနိဗ္ဗာန်ဝင်လန်းကိုတားတယ်နိဗ္ဗာန်ဝင်လန်းကိုမတရားရောက်ဖို့ကိုတားတယ်မတရားရောက်ဖို့ကိုဘုမဟုတ်စဉ်းစားကြည့်စကားလေးရှောက်ပြောတယ်တောင်ပြောမြောက်ပြောဆိုရင်ထဲမှာမက်ခင်ရှိပါမလားရှိပါပါဘာတွေရှိမှာကိလေသာတွေကဒါလည်းမပွားလာဘူးလားပွားလာပါဘူးဟောမက်ခင်လေးကဒုက္ခမြမနဲ့ဝင်ဖို့မနဲ့ကျင့်ရမှာကိုကပွားနေတယ်ဆိုတော့ဒီနိဗ္ဗာန်ဝင်လန်းကြီးဟာတော်နဲ့ဟုတ်အသက်တွေကတဖြည်းဖြည်းနဲ့ခါရဲယောဂီရဲ့ပြောတာဟောယောဂီကအနှစ်20ရှိပြီရွာမှာကြတော့ပြောတယ်တပည့်တော့18နှစ်သမီးကလေးကကျင့်လာတာအခုအသက်80ရှိပြီအခုတည်းဒီကိုတော့ကြည်တာဟောသူဘလို့တော့ဟုတ်တိပတိပါသူကဟုတ်တိပတိမလို့ပဲနဲ့တခါတည်းဟိုဝိတ္တိတန်တီဘလို့ဒါဒီတစ်ချိန်ကတော့ထိုင်တယ်ကြည့်လိုက်တော့ထိုင်ကြည့်လိုက်တယ်မစစ်ဘူးပဲဒါဆိုငါပြန်အိတ်လည်းရတာပဲဒါလေးဆိုတော့အဲ့လိုမျိုးဆို तू ကဟုတ်တိပတိမှမလုပ်တာမလုပ်လို့မတတ်နိုင်ဘူးပေါ့အောက်ထစ်ဆိုလေးဝင်သွားတယ်တီလေးကိုကြည့်မယ်ထွက်လေးထွက်သွားတယ်တီလေးကိုကြည့်မယ်ဒါဟိုတော့ဟုတ်တိပတိလို့တမာရီကဖြစ်လာမှာပေါ့တမာရီတော့မှဟုတ်တိပတိမလုပ်ဘူးအထက်တဲ့တရားတွေဉာဏ်တွေကမရဘူးလို့နှစ်တတာကြာသွားတယ်ကြာတော့သူ့စိတ်ထဲမှာအားလုံးကအတူတူပဲရတဲ့ပုဂ္ဂိုလ်ဖြစ်မရှိဘူးလို့သူ့အတူထင်သူတို့အုပ်စုကသူ့ပြန်တွဲပြီးတော့ဆိုတော့ကဲစဉ်းစားကြည့်မခတ်ဘူးလားအဲ့တော့အမှုစကားစောင့်စည်းဒါလည်းအိန္ဒြေကိုဘာလို့ရမှာဦးဇင်းကတော့အဋိဌာန်ကတော့ကိုယ့်အကူစွမ်းနိုင်တဲ့ပုဂ္ဂိုလ်ကအဲ့လိုအဋိဌာန်တင်လိုက်အခုစကား10ခုနဲ့မပြောဘူးလို့အဋိဌာန်ပြုပါတယ်ဒီလိုအဋိဌာန်တင်ပေါ့ဦးဇင်းတော့မတိုင်ပေးတော့နော်တိုင်ပေးရင်ပြတ်သွားရင်ငါလည်းရမှလည်းမဟုတ်ဘူးဆိုအားငယ်တဲ့စိတ်တွေဝင်သွားပဲအားငယ်တဲ့စိတ်ဝင်သွားရင်နောက်ခါကျရင်တော့ပို့ဆိုးမှဆိုလို့ရလောက်တာပဲဦးဇင်းတိုင်ခဲ့ပေးမယ်အဲ့ဒီမှာကိုကစွမ်းနိုင်တဲ့ပုဂ္ဂိုလ်ဆိုရင်ဒါတွေအကုန်လုံးဘာလုပ်သွားမှာထိတ်ထန်စောင့်တည်သွားအမှုစကားစောင့်စည်းနောက်ဘာလုပ်ရမလဲအိန္ဒိယတွေဘာလုပ်ရမှာစောင့်စည်းရအိန္ဒိယဆိုဘာကိုပြောတာမျက်စိနားနှာခေါင်းရှားကိုယ်စိတ်အဲ့ဒီ6ခုပြောတာစောင့်စည်းရမယ့်အိန္ဒိယဘယ်နှပါစောင့်စည်းရမယ့်အိန္ဒိယဘယ်နှပါဘာတွေလဲဘာလို့မှာစောင့်ကြည့်ရဘာလို့မှာစွမ်းနိုင်ရင်အဋိဌာန်လေးတင်တာငါဒီနေ့မျက်လုံးနဲ့ကြည့်တဲ့အခါမှာငါရာဂတွေမပေါ်အောင်ကျင့်မယ်အဋိဌာန်စောင့်ကြည့်လိုက်ကြည့်လိုက်ရာဂပေါ်မှာဟာငါ
ပြတ်သွားတယ်ပြန်ဆောက်နေမယ်တနေ့ကုန်သွားရင်တော့ခဏအခုဆရာတော်ရေးလို့ပေါ့အောင်မြင်တယ်ဒီနေ့ကမြင်တာတော့မပေါ်ဘူးပဲဒေါသမပေါ်ငါကျင့်မယ်ဒီနေ့ငါမြင်တိုင်းမှာဒေါသမပေါ်အောင်ကျင့်မယ်တနေ့ကုန်သွားတော့ဒေါသမထွက်ဘူးပဲအရင်တော့မသိတာဘူးပေါ့နော်ဒေါသလည်းမပေါ်ဘူးဆိုအဋ္ဌံဒီလိုသွားပေါ့သဘောပါလားဦးဇင်းတို့ဒါတွေတော့မတိုင်ဘူးတော့ဘာလို့မနိုင်တဲ့ပုဂ္ဂိုလ်တွေကပဲရှိမှာဆိုဒါဆိုရင်အမှုစကားစောင့်စည်းတရားလိုချင်တဲ့ပုဂ္ဂိုလ်ကဒါတွေကြည့်ရမယ်ဒါမြတ်စွာဘုရားကခေါ်တဲ့ဥစ္စာသေခတုတ်တံဆိုတာရှိတယ်အဲ့ဒီအချက်တွေကိုဆရာတော်ကြီးကလင်္ကာဆက်တာဒီဥစ္စာတွေကိုမကြည့်ရင်တရားတွေဆုပ်ယုပ်ပဲတဲ့ဒါမကြည့်ရင်ဒီတိုင်းကြည့်ရင်တရားတိုးတက်ဒီတိုင်းကြည့်ရင်တရားတွေဉာဏ်တရားတွေမတရားပို့ပဲတရားတွေမဂ္ဂင်တရားတွေတတိပဋ္ဌာန်တရားတွေကိုယ်ကဲတင်ပဲတရားတွေဒီတိုင်းကျင့်ဒါတွေမကျင့်ရင်အိန္ဒြေကိုမဆောင်ဘူးအိန္ဒြေမျက်လုံးနဲ့ဟဲ့အထက်ကဘယ်သူပဲမျက်လုံးကိုမဆောင်စည်းဘူးမျက်လုံးကိုကြိုက်စရာတွေ့ရင်ကြိုက်မှာပေါ့မကြိုက်စရာတွေ့ရင်ဒေါသတွေမလာဘူးလားအဲ့တော့လောဘဒေါသတွေကမဆောင်စည်းတဲ့အခါကျတော့မျက်လုံးကိုမဆောင်စည်းဘူးတောင်းကြည့်လိုက်ညောင်းကြည့်လိုက်နားကိုမဆောင်စည်းဘူးဟိုတန်ကဘာတန်ပဲအဒီတန်ကတော့ဘာတန်ပဲနားကိုလည်းနှာခေါင်းကိုလည်းရှာကိုလည်းကိုယ်ကိုလည်းအဲ့လိုမဆောင်စည်းဘူးစိတ်ကိုလည်းတွေးညာတွေးခေတဲ့မဆောင်စည်းဘူးဆိုရင်တရားတွေတိုးတက်မှာလားဆုတ်ယုတ်မှာလားဒါမြတ်စွာဘုရားဟောတဲ့တရားပဲအဲ့တော့ဩဝါဒပေးပါမြတ်စွာဘုရားကိုတပည့်တော်တွေတရားရခြင်းပါလေသူကဟောလိုက်ပြီဦးဇင်းကဒါမြတ်စွာဘုရားတို့ဘုဂုတ်ဆရာတော်ဘုရားကြီးကိုရေးဆက်ထားတဲ့ကိုစားတို့ကိုစားပြန်ပြီးရှင်းပြပေးနေတာတော့ပါလားဘာလို့ရပါစောင်းစီရမျက်စိစောင်းစီရနားကိုနှာခေါင်းကိုရှာကိုစိတ်ကိုအဲ့ဒါစောင်းစီအိမ်ဒီမှာပါတယ်6ခုညှိရမယ့်အိမ်ဒီကြတော့တစ်မျိုးသွားတယ်တရားဝိရိယတတိတမာရိပညာလားညှိရမှာတစ်မျိုးဒါကစောင်းစီရမယ်အိမ်ဒီကဲလင်္ကာပြန်ပြောကြည့်အောင်အမှုမများသာသိတိစောင်းစီအိမ်ဒီနောက်ခုအိမ်ဒီလိုကြတရားအားထုတ်တဲ့ပုဂ္ဂိုလ်ဟာအိတ်ဆက်ခြင်းမှာပဲမွေ့လျော်နေမယ်ဆိုတရားမရတာမတက်လာတော်တော်နဲ့ဘာဖြစ်လို့လဲဆိုကိုကတင်းနေတာအိတ်တယ်အိတ်ဖို့အချိန်ကြီးအများကြီးပေးလိုက်ရတယ်အိတ်ဖို့ငိုင်းနေပဲအိတ်ပြန်ပြီအိတ်တော့အဲ့ဒါဆိုရင်တရားသမားတရားလိုချင်တဲ့ပုဂ္ဂိုလ်ကအိတ်နေလိုကြအိတ်နေကိုပမာဏနဲ့ကိုဒီမှာလဲဒါအများနဲ့လုံးကြတဲ့အခါမှာစိတ်ဓာတ်တွေကနေပြီးတော့မှဦးဇင်းကဒီစိတ်ဓာတ်ရဲ့အခြေစင်းကိုကြည့်တာယောဂီများအောင်သူကမညာတာဟုတ်လားညာတာပါတယ်ဗျာအခုရှိတဲ့အခြေစင်းကယောဂီတွေမလုပ်တာညာတာပါထပ်တိုးလိုက်ရမလားအဲ့ဒါဆိုရင်တော့ကဲကြံတဲ့အချိန်လေးကိုနားချိန်လေးနဲ့ကိုလုံတဲ့ကိုထားတယ်သူပြောတဲ့အတိုင်းကွက်တိတာလုပ်မယ်ဆိုရင်ကဲမတိုးတတ်မှာလားတိုးတတ်မှာလားဒါကြောင့်အိတ်နေတိုးကြနောက်တစ်ခုကပါလဲအစာမကြည့်ရဘူးအစာမကြည့်ရဘူးကိုယ့်ရဲ့ခန္ဓာကိုယ်မှာဟိုကိုဘိုက်ဝတယ်ဆိုတဲ့ခံစားချက်ဟာတဲ့ဒါစေပညာရပါတော့စေပညာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေကရေးထားတာဒီအင်ဆူလင်တော့ဘာလို့ထွက်လာတာတွေကတကယ်ကအဲ့ဒီမတိုင်ခင်နည်းနည်းလောက်ရှော့ပြီးတော့စားရတယ်သူကနောက်ကျတယ်ထွက်တာကိုကဘိုက်ဝတယ်ဆိုတဲ့ခံစားချက်ကတကယ်လိုအပ်တာတဲ့ပို့ပြီးတော့မှသူအချက်ပေးတာလိုအပ်တာတဲ့ပို့ပြီးတော့မှငါဝါပြီဆိုတဲ့စကနယ်ကအချက်ပြကရောက်လာဒါဆိုကိုငကိုစားနေကြထက်ကိုပဲနည်းနည်းလေးရှော့ရင်ပို့ကောင်းတယ်ရှော့စားရင်ဒါကသူတကယ်ကိုပဲဟိုစိတ်ပညာအရာရောမြတ်စွာဘုရားတို့ပြောတဲ့အရာရောဘောဓနာမက်တင်ယူဆိုတာပေါ့နော်ဒါရှိတယ်တိုးတော်ဦးဇင်းကတော့အရင်ကြီးနင်တို့ရိတ်တာလည်းဟဲစားရတော့လိုက်ပြီးတော့တွက်ကတ်နေတယ်ဟဲလို့ပြောမှဆိုတဲ့အတွက်ဦးဇင်းတော့မပြောတော့ဘူးတိုးတော်အတိုင်းချိန်နဲ့စားဘယ်လိုပါလဲစားကောင်းတိုင်းနေငယ်စိုးစားရင်ဘာဖြစ်မှာလဲလို့မေးအိတ်ငိုက်ထိုင်နေချိန်အိတ်ငိုက်ရင်တရားမတက်ဘူးအဲ့တော့ဒီမှာကအိတ်ပြောသလိုလိုမပြောသလိုလိုဖြစ်လာတဲ့အခါကျတော့တစ်ခါအိတ်ချိန်ကြတော့သွားအိတ်ဒီမှာအိတ်လိုက်တဲ့အခါကျတော့တကယ်အိတ်ချိန်ကြတော့လည်းသူအိတ်မပြောဘူးမျိုးလုံးကြီးကအဲ့တော့ဟိုမှာအိတ်ချိန်မှာအိတ်ကိုဒီမှာကောင်းကောင်းအလုပ်လုပ်ပြီးတော့ဒီမှာတစ်ခါတည်းသူ့ကျင့်စဉ်တိုင်းကျင့်လိုက်မယ်ဆိုရင်ကွက်တိမကြပါလားကြပါဒါကြောင့်မလို့အစားအစာတွေမှာလည်းကိုပုံမှန်ပမာဏထဲတက်နိုင်ရင်တစ်လုံးစားနှလုံးစားတော့ဘာဖြစ်လဲရှော့စားတယ်ပ
ပုံမှန်ထက်တော့ကိုကတပကံစားတဲ့ပုဂ္ဂိုလ်ဆိုဟဲ့ဒီမှာဟင်းကောင်းတယ်ဟဲ့ဒီဟင်းကငါကြိုက်တယ်ထက်ယူအောင်မယ်ဆိုဘာဖြစ်သွားမှာများပါများရင်အင်္ဂိုက်တာတွေပါလေရှင်းမယ်နောက်တစ်ချက်ကဗိုက်စားတယ်ငါတို့ကဗိုက်စားတာမခံနိုင်ဘူးတချို့ကအဲ့လိုပြောတယ်အဲ့လိုပြောတဲ့ပုဂ္ဂိုလ်ထားကြပါဆိုနေ့လည်မှာစားပါဒါပေမဲ့ဗိုက်စားတာတို့ဘာလို့ဆိုတာအကျင့်နဲ့လည်းဆိုင်တယ်တကယ်ကအဲ့တရက်နေ့လောက်နေကြည့်လိုက်ရင်အကျင့်ပါသွားရင်မစားပဲလေနေလို့အဲ့တော့ကျမ်းမာရေးတဲ့တော့နော်မကောင်းဘူးလားဒါဆိုရင်ဒါကကျင့်ကြံရမယ်အမှုမများစကားစောင့်စည်းအိတ်လေအစားကိစ္စမှာလည်းအဋ္ဌံတင်မင်းရောမရဘူးလားကိုကဥမာလောဘသမားပေါ့အစားနဲ့ပတ်သက်ရင်လောဘကြီးတဲ့ပုဂ္ဂိုလ်ထားကြပါလို့ဟောကိုကများတယ်ဗျာဒီနေ့တပကံပဲစားမယ်လို့အဋ္ဌံအဲ့လိုလို့ရောဒါနဲ့ကိုပမာဏနဲ့ကိုကလေးကလေးတန်းပေါ့ကိုကလေးကဥမာဝါလုံးရေးတတ်တဲ့ပုဂ္ဂိုလ်ကငါဝါလုံးကို10လုံးရေးအောင်မနေ့သူမှကြိုးစားရတယ်ဆိုသူ10လုံးပြည့်သူအောင်ပြီပေါ့မဟုတ်ဘူးလားဒီမှာလေကိုသိတယ်ငါစားတာများသွားတယ်စားလိုက်တိုင်းများသွားတော့ကြာတော့မဝလာဘူးလားဝါလာမဟုတ်ဒါဆိုငါနည်းနည်းတော့ရှော့သိနေဒီလောက်ပဲစားမယ်လို့စိတ်နဲ့အဋ္ဌံလိုက်တယ်ဆိုရင်လည်းအဲ့ဒါအောင်ရင်လည်းဘာအောင်တာပဲလေဒါတော့ဦးဇင်းအလွယ်တဲ့ဟာတွေကလေးပြောလေးတွေစပြောတာပေါ့ရမယ်နော်ဒါကြည့်ရမယ်ဟာပဲအမှုမများစကားသိစီစောင်းစီအိမ်လေလိုကြတရားဒီနေဆိုတာကတော့ဒါယောဂီတွေကတော့ဒီမှာအများနဲ့တော့ထားတာပဲသို့တော့ကိုယ်စိတ်ကနေပြီးတော့မှဒါတယောက်တည်းနေနေတယ်အဓိကကတော့ပဝဲကျင်ရပုံကိုယ်တွေနဲ့လောကဝတ်စကားသွားမပြောဘူးဆိုရင်တရားတက်မှာပဲစကားတွေမပြောဘူးကိုယ့်ဘာသာကိုနေကိုယ့်ဘာသာကိုကိုယ်တတိပဋ္ဌာန်နဲ့ကိုယ်တတိပဋ္ဌာန်နဲ့ကိုယ်တတိပဋ္ဌာန်ဆိုတာဘယ်လိုလဲလို့မေးအ ਨੇ ဆုံးအမှုရာပြောင်းလိုက်သိပေးနေအမှုရာပြောင်းရင်ခေါင်းလေးနှိမ့်လိုက်ရင်လေဆိုရင်မြူချရင်လေမြူချတယ်လို့မျက်တောင်ခတ်လိုက်ရင်လေခြေထောက်ကြွလိုက်ရင်လေခါဖြောက်လိုက်ရင်လေဖြောက်တယ်လို့ကိုယ်ခန္ဓာကနေစိတ်ကိုအပြည့်မထွက်အောင်အရင်ကျင်းစိတ်ကိုဘယ်ရမထွက်ကိုယ်ခန္ဓာကနေဘယ်ရတဲ့ကအဲ့လိုကျင့်တဲ့ယဟန်တွေရှိတယ်ဒီဝါရတဲ့မှာစိတ်ကိုဝင်လေထွက်နေရတယ်မထွက်အောင်ကျင့်မယ်ကိုယ်ခန္ဓာကနေမထွက်အောင်ကျင့်မယ်အဲ့လိုကျင့်တာမရှိဘူးလားအခုတည်းလွယ်လေးပဲပြောပါမယ်ကိုယ်ခန္ဓာကနေစိတ်ကိုမထွက်အောင်9ရက်အဋ္ဌံနဲ့ကျင့်ပါပေါ့အခုဒီမှာမျက်တောင်ခတ်လိုက်တယ်တီးပေးလိုက်ခါဖြောင်းရင်ကုတ်ရင်လည်းဆိုရင်မျိုးချရင်လည်းခြေထောက်ပြင်လည်းဟောတပတ်ကလေးကိုဒီလိုဆွဲတင်လိုက်ရင်လည်းတီးပေးလိုက်အဲ့ဒါလိုက်ပြီးတော့တတိထားနေမယ်ဆိုရင်ဘာဖြစ်မှာတတိပဋ္ဌာန်ဖြစ်မှာပေါ့တတိထားနေရင်တတိပဋ္ဌာန်ရှိနေရင်အနောက်ကညံကနောက်ကလိုက်လာလိမ့်မယ်ရှိရပါရှိရမှာတတိပဋ္ဌာန်ကောင်းခြင်းရင်လည်းလှုပ်ချင်ရင်လည်းလှုပ်လေးချရင်လည်းသူမောကြည့်ရင်လည်းခေါင်းငုတ်လိုက်ရင်လည်းငုတ်တယ်လို့ခြေထောက်ကိုဒီလိုမျိုးညောင်းလာပြီးလှဲ့မယ်ဆိုရင်လည်းလှဲ့တယ်လို့အဲ့လိုဒီအဲ့လိုသာတစ်သက်သွားနေမယ်ဆိုဒီဘုတ်ကတယောက်တည်းနေတစ်စိတ်တည်းခြားဒီအားလုံးမပါပါဘူးလားဘောဒီကနိဗ္ဗာန်ဝင်လန်းဆိုတာနဲ့ကမလျော်ပါဘူးလားကိုစွမ်းနိုင်ပြီးအဋ္ဌံတင်ထားတာလေးတွေကတော့သူ့ဟာသူမအောင်ပါဘူးလားခင်ဗျားတို့ရဲ့စိတ်ကိုယောဂီတို့ရဲ့စိတ်ကိုအလွယ်ဦးဆုံးလွယ်တာပဲစပြောရမယ်ဆိုကိုယ်ခန္ဓာတွေကနေမထွက်စေနဲ့ကိုလှုပ်ရှားတဲ့အမူအရာတိုင်းကိုသိပေးနေအမူအရာတိုင်းကုတ်ရင်လည်းအကြီးလဲရင်လည်းမျက်နှာသိရင်လည်းဟောတာမျက်နှာတက်သွားတာပဲဟောလက်ကနေအဝတ်ကိုသွားကင်တာပဲမျက်နှာတော့ပေါ်အောင်ကင်တာသွားတိုင်ရင်လည်းဘာသက်လှုပ်ရင်လည်းခေါင်းမော့သွားရင်လည်းခြေထောက်လှုပ်ရင်လည်းကုတ်ရင်လည်းချွေးတုပ်ရင်လည်းအဲ့တော့အရာတိုင်းကိုဘာလုပ်ပေးနေရမလဲလွတ်သွားရင်မောဟဝင်သွားလွတ်သွားရင်ခန္ဓာကိုယ်မှာမလုပ်ထားဘူးတတိကတ်ဗမာထားခန္ဓာကိုယ်လောလောဆယ်သူကပြည့်ညက်နေပဲဦးစင်ကလွယ်အောင်ပြောတာပေါ့နောက်မှပရမတ်ပြောရတာပေါ့လောလောဆယ်လွယ်အောင်မပြောမယ်ကိုယ်ခန္ဓာကိုယ်မှာတတိထားနေလှုပ်ရင်လည်းသိတယ်ကြွရင်လည်းလှုပ်ချင်လည်းသိတယ်ချလိုက်ရင်လည်းချိန်မလေးလှုပ်လိုက်ရင်လည်းဒါခါခြေထောက်ကိုဆန့်လိုက်ရင်လည်းခါဖြောင်းလိုက်ရင်လည်းအဲ့လိုမျိုးမသိဘူးလွတ်သွားတယ်ဆိုရင်ညံမဖြစ်ဘူးကိလေသာတွေဖြစ်နေတယ်။ဘာတွေဖြစ်နေ။ဘာလို့ဘာထားပါလဲ။ဘာထား။ဘာမှထားပါလဲ။လောလောဆယ်တော့ကိုယ်ခန္ဓာကနေ
မထွက်အောင်ထားမယ်နောက်ရက်တွေကြာမှာဒါလေးကရုပ်လို့ခေါ်တယ်ဒါလေးကစိတ်လို့ခေါ်တယ်နောက်ပိုင်းကျတော့စိတ်ပေါ်မှာကြီးပဲတတိတောက်လျှောက်ထားမယ်ရမလားဒါဆိုရင်ဒီချက်တွေကိုမကြည့်ရမှာလားကြည့်ရမှာလားကြည့်မယ်ဆိုရင်ဒီ9ရက်ဟာဘယ်လမ်းတွေကိုရောက်မှာဝင်လမ်းဘယ်လမ်းအတိတ်ထန်နဲ့မလောက်ရမှာလားလောက်ရမှာလားလွယ်တဲ့ဟာကိုဦးစင်းကတိုင်ခဲ့ပြီးပြီကျန်တဲ့အချက်လက်တွေမှာတော့ကိုယ့်ဟာကိုစွမ်းနိုင်ပြီးထပ်ပြီးတော့မှငါတော့စိတ်ထဲမှာမှတ်ထားမယ်ဒီနေ့တော့ငါဘလို့အဋ္ဌထံတင်မယ်ဒီနေ့တော့ငါထိုင်ချိန်မှာပြင်ရမယ့်ပုံကိုဆိုလဲတစ်ခါပဲပြင်မယ်ဒါမှမဟုတ်နှစ်ခါပဲပြင်မယ်ဒါမှမဟုတ်လဲမပြင်အောင်အဋ္ဌထံတင်မယ်စသည်အဖြစ်ကိုယ့်ဟာကိုအဋ္ဌထံကိုတေးစသည်အဖြစ်အဋ္ဌထံတင်ပြီးကျင့်သွားရင်ခါရဲစုလာရဲ့မတိုးတက်လာမှာလားတိုးတက်လာမှာလားဒိဋ္ဌံဒီနေ့အောင်တယ်ဆိုရင်ကိုယ့်ဟာကိုအားရှိတယ်ကိုယ့်ဟာကိုတခါတည်းယုံကြည်ချက်တွေမရမှာလားရမှာလားငါဒီနေ့ဒိဋ္ဌံအောင်တယ်ဒီတစ်ခုအောင်တယ်ဒီတစ်ခုအောင်တယ်ဒီတစ်ခုအောင်တယ်ဆိုရင်တော့ဒါတိုးတက်လာတာပဲပေါ့ဒါမှဖြစ်တိုးတက်မဟုတ်လားဒါဆိုရင်တို့ဒီမှာကျင့်စဉ်ကြီးဖြစ်တယ်နိဗ္ဗာန်ဝင်လဲအဋ္ဌံ9ရက်စခန်းဟာကဲကိုနဲ့တန်ရာတရားတော့မရမှာလားရမှာလားကဲဆရာတော်ကြီးရဲ့ဒီကသင်္ကာလေးကိုပြန်ပြီးတော့ပြန်ဆိုကြည့်ကြလိုက်ရအောင်အမှုမများစကားတိတ်စီစောက်စီအိမ်တွေအိမ်နေလို့ကြအစာမကြီးတယောက်ဒီလေဤ6ထွေကျင့်လေယောဂီလာအဲ့ဒီမှာဗါတဲ့အတိုင်းကျင့်ကြံကြိုးစားပွားများအားထုတ်ကြပါလို့တိုက်တွန်းရင်းနဲ့ကဲအားလုံးသာဓု3ချိန်ခေါ်တော်လိုက်ကြရအောင်သာဓုသာဓုအားလုံးယောဂီများကြမှာချမ်းသာပေးရင်ကိန်းဝါကြပါစေလုံးပေးဝင်နေကြပါစေအာထုတ်ဆေဝတ္တဉာဏ်သည်လင်းမြန်စွာမဉဏ်တို့ခြေစွပြီးနိဗ္ဗာန်မျက်မှောက်ပြုနိုင်ပါစေကိုယ်တိုင်အရိယာဖြစ်သလိုသူတစ်ပတ်သားအရိယာဖြစ်အောင်သာသနာပြုနိုင်တဲ့သာသနာပြုအရိယာသူတော်ကောင်းကြီးများဖြစ်ကြပါစေ